အိမ်မှာပဲလွယ်လွယ်ကူကူမဲဆလတ်လေးလောက်စားကြမယ်အမဲမိုးခိုသားအောင်လုပ်လို့ရှိရင်ပိုကောင်းပါတယ်ဒါပေမဲ့ကျမကတော့အိမ်မှာရှိတဲ့ပေါင်သားလေးကိုပဲလုပ်ပါမယ်ပြီးခဲ့တဲ့ရက်ကအပြင်မှာစားခဲ့ပြီးစိတ်တူခဲ့ရလို့အိမ်မှာမကြေပွဲပြန်နှွှဲတာပါဒါကြောင့်ရှိတဲ့အသားကိုပဲတုံလိုက်တာပါအိမ်မှာဒါပပလေးမရှိဘူးအသားကိုလည်းပပလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်အသားကိုရေခဲတက်တာထဲမှာခဲထားပြီးအပြင်မှာလှီးပါခဲနေတဲ့အတုံးကိုလှီးလို့ရှိလို့ရှိရင်ပပလေးတွေရပါတယ်အလိုပပလေးတွေလှီးပြီးလို့ရှိရင်ငရုတ်ကြပွေးနဲ့ပြားနေအောင်ထပ်ပြီးတော့ထောင်းလိုက်ပါတကယ်လို့အပြန်းနေဝဲလာပြီးအသားလှီးမယ်ဆိုရင်ရေကတက်တာထဲမှာ2နာရီ3နာရီလောက်ပြီးခဲထားလိုက်ပါခဲပြီးတော့မခဲမပြော့အနေသားလေးကိုတုံးလို့ရှိရင်ပပလေးတွေရပါတယ်တကယ်လို့အသားကဝဲလာချင်းချက်ချင်းလုပ်မယ်ဆိုရင်ပပလေးလှီးလို့ရှိရင်ကျမတို့လိုမကျွမ်းကျင်တဲ့လူတွေအတွက်တော့ခက်ခဲပါတယ်ယူလို့တလို့အသားကိုလှီးဖြတ်ပြီးသွားရင်အမဲသားကိုရတာနှပ်ပါမယ်ပထမဆုံးဂျင်းတစ်မျိုးတည်းကိုပဲများလေးထောင်းထားပြီးဂျင်းအရည်လေးတွေညှစ်ထည့်ပါမယ်ပြီးရင်စားရယ်ဟင်းခတ်မုတ်ရယ်ဇီရာမှုတ်လေးရယ်တန့်မြသီးရယ်ထည့်ပြီးတော့ရတာနှပ်ထားပါမယ်ဇီရာနေရာမှာအသားမဆလာတုံးလဲရပါတယ်ကျမကအသားကင်အမဲဆလတ်ဆိုရင်အနှံ့ပြင်းတာတွေမကြိုက်လို့ဇီရာမှုတ်လောက်ပဲနည်းနည်းလေးထည့်တာပါပြီးရင်အားလုံးကိုရောပြီးတော့နယ်ပေးလိုက်ပါမယ်ဗနီဂါလေးထည့်ဖို့မေ့သွားလို့နောက်မှထပ်ထည့်လိုက်ပါတယ်အသားနုဖို့အတွက်ဗနီဂါလည်းလိုအပ်ပါတယ်ပြီးရင်ရေခဲတက်တာထဲမှာအနည်းဆုံး2နာရီလောက်နှက်ထားပြီးရင်အသားကနုဤသွားပါတယ်အိုးထဲကိုထောပတ်လေးထည့်ပါမယ်ဒီနေရာမှာစီမသုံးပဲထောပတ်သုံးလို့ရှိရင်ပိုမွှေးပြီးပိုကောင်းပါတယ်ထောပတ်မရှိတဲ့သူတွေစီထည့်လို့ရပါတယ်ထောပတ်လေးကိုအနည်းငယ်ထည့်ပြီးအိုးလေးကိုဒီလိုအိုးတစ်ပြင်လုံးရအောင်လို့ဒီလိုလှုပ်ပေးလိုက်ပါပြီးရင်အရသာနှက်ထားတဲ့အသားလေးတွေစားထည့်ပါမယ်မီးကိုလည်းအလက်လောက်ပဲထားပေးပါပထမဆုံးအသားထည့်လိုက်ခြင်းမှာအသားတွေကရည်တွေထွက်လာပါလိမ့်မယ်သူကစိတ်ရှိလေးနဲ့ဒီအရည်တွေကိုခန်းအောင်ဟိုဘက်လန်ဒီဘက်လန်လှုပ်ပေးရပါမယ်ရေလေးခန်းပြီးစီပြန်လာပြီးခုနထောပတ်ထည့်ထားတာလေးစီပြန်လာပြီးဆိုလို့ရှိရင်အသားကိုတစ်ဖက်ကိုလှန်လိုက်ခဏထားလိုက်နောက်တစ်ဖက်ကိုလှန်လိုက်ခဏထားလိုက်လှုပ်ပြီးအသားလေးလည်းအယောင်ပြောင်းလာပါလိမ့်မယ်ဒီချိန်မှာအနံ့လေးကလည်းတအားမှုေးလာပါလိမ့်မယ်အနံ့လေးလည်းမှုေးအယောင်လေးပြောင်းလာပြီဆိုလို့ရှိရင်ရပါပြီရေလောက်စားတာညဘက်ဖြစ်နေတော့မီးလိုက်တင်အားတိတ်မကောင်းတော့အသားကနည်းနည်းမဲသလိုဖြစ်နေတာပါအပြင်မှာအယောင်လှပါတယ်ဥမဆန်းလို့အမဲသားကို2ခေါက်3ခေါက်ခွဲပြီးတော့กินပေးရပါတယ်ဒါနောက်တစ်ခေါက်กินထားတာပါခုနအတိုင်းလေးပဲလုပ်ပေးလိုက်ရင်ရပါပြီအသားကလည်းနှူးညံ့ပြီးအနံ့ရောအရသာပါပြည့်စုံတဲ့မဲခင်လေးရသွားပါပြီတွဲစားဖို့အတွက်ဆော့လေးဆက်ပါမယ်ဒီဆော့ကအမြဲလုပ်ပြနေကြဆိုတော့ဒီတစ်ခေါက်ဗီဒီယိုမရိုက်ပြတော့ပါဘူးသူကစက်သွန်ဖြူရငယ်သီးစိမ့်ရည်ကိုထောင်းပါမယ်ပြီးရင်တမယာရည်လေးညှစ်ထည့်မယ်စားဟင်းခတ်မုတ်ထည့်မယ်တကြားအနှဲငယ်ထည့်မယ်နန်းနန်းမေလေးထည့်လိုက်လို့ရှိရင်ရပါပြီဆက်လက်ရထဲမှာအသားကိုထည့်ပြီးရင်ဆော်လေးကိုစမ်းပြီးတော့ထုတ်စားလို့ရှိရင်အရန်ရတာကောင်းတဲ့အမဲဆလတ်လေးရသွားပါပြီနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်ရှင်